Caribbean ပင်လယ်ပြင်ကြီးထဲမှာပျော်စရာကောင်းတဲ့မိသားစုလေးတစ်ခုကရွက်လီအကြီးစားကြီးတစ်စင်းနဲ့တာတာယာယာအားလျက်ခရီးထွက်နေကြတာပေါ့အမေဖြစ်သူဂျူလီယာကရေကူးဖို့ရေထဲကိုခုန်ဆင်းသွားတယ်သူတာတာယာယာရေကူးနေတော့မှပဲချူးဆန်းတဲ့ခန်းစားချက်ကြီးတစ်ခုကိုခန်းစားလိုက်ရတယ်ဒါပေမဲ့ပတ်ပတ်လည်မှာဘာမှမတွေ့ရတော့သူစိတ်ကူးရင်တာနေမှာပါဆိုပြီးထားလိုက်တာပေါ့ခဏနေတော့အဲ့ဒီထူးဆန်းတဲ့ခန်းစားချက်ကြီးကထပ်ဖြစ်လာပြန်ရောခုထိတော့ဘာမှမမြင်ရသေးပေမဲ့သူစိုးရင်လာပြီးရွက်လီစီကိုပြန်ကူးတော့တာပေါ့အဲ့ဒီအချိန်မှာပဲရုတ်တရက်တစ်ခုခုကသူ့ခြေထောက်ကိုအောက်ကနေဆွဲယူနေတယ်လို့ဖြစ်ပြီးသူလည်းအသေးအတန်အော်ဟစ်ပြီးအကူအညီတောင်းပါတော့တယ်အဲ့ဒါကိုသမီးဖြစ်သူကာစီကလည်းနားချက်တက်ထားလို့မကြားရဘူးယောက်ျားဖြစ်သူတော်နဲ့သားဖြစ်သူဘင်တို့ကလည်းငားဖမ်းတာနဲ့အလုရှုံနေကြတာပေါ့ဂျူလီယာခင်ဗျရေပေါ်ပေါ်နေဖို့တော်တော်လေးရုန်းကန်နေရပြီးပါစတ်ထဲရေဒီဝင်ကုန်လို့အော်ဖို့တော့မလွယ်တော့တဲ့အခြေအနေဖြစ်သွားခဲ့တယ်မကြခင်မှာပဲထ ோம் ကဂျူလီယာကိုမမြင်တော့ကြာပြီဆိုပြီးတတိထားမိသွားပြီးရွက်လီပေါ်မှာလိုက်ရှာတော့မှသူ့မိမအန်တီရဲ့ဖြစ်နေတာကိုမြင်သွားတာသူလည်းကလေးတွေကိုတွားခေါ်ရွက်လီကိုဂျူလီယာနဲ့နီးတဲ့စီမောင်းသွားပြီးရေထဲကိုခုန်ဆင်းသွားခဲ့တယ်သူဂျူလီယာစီအမြန်ရောက်သွားပြီးရေပေါ်ပေါ်နေအောင်တင်းတင်းကြပ်ကြပ်ဖတ်ထားပေးလိုက်တယ်ပြီးတော့မှရွက်လီစီပြန်ကူးပြီးကလေးတွေရဲ့အကူအညီနဲ့သူတို့နှစ်ယောက်လှေပေါ်ကိုပြန်တက်နိုင်ခဲ့ကြတယ်ဘာဖြစ်ခေမှန်တေးချမသိသေးတဲ့ဂျူလီယာကတော့ရေစီးကြောင်နေမှာပါလို့ပဲပြောနေပြီးမိသားစုကလည်းသူ့ကိုနှစ်သိမ့်ပေးရှာပါတယ်အဲ့ဒီညမှာပဲမိသားစုလေးကတားဖြစ်သူဘင်းရဲ့မွေးနေ့ကိုလက်ဆောင်နေကိတ်မုံတွေနဲ့ကျင်းပပေးကြတယ်။သမီးကြီးကာစီကတော့သူ့ရီးစားစီကဖုံးလာလို့တီးထန်စကားပြောဖို့ laptop ကြီးမားပြီးအပြင်းထွက်သွားတာပေါ့။ဗီဒီယိုကောလိုင်းမကောင်းပဲရက်မသွားခင်မှာရီးစားဖြစ်သူကမြို့ပေါ်မှာရေအာမမိုးချိုးမုန်တိုင်းတိမ်တိုက်ကြီးတဲ့ဖြစ်နေတာကိုကာစီကိုပြလိုက်တယ်။ကာစီလည်းမိသားစုစီအမြန်ပြေးလာပြီးအဲ့ဒီအချောင်းကိုပြောပြတော့အဖေဖြစ်သူတော်ကတော့ကုန်းမီနဲ့တအားဝေးနေလို့လိုင်းမကောင်းတာပါဆိုပြီးပဲသဘောထားလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူတို့ထူးဆန်းတဲ့အတန်ကြီးတစ်ခုကြားရလို့အပြင်ထွက်ကြည့်တော့ဝေလငါးအုပ်စုကြီးဖြတ်သွားတာကိုတွေ့လိုက်ရတယ်။တော်ကရှင်းပြတယ်။ဝေလငါးတွေကကဘာတန်လိုက်ဆက်ကွင်းအတိုင်းသွားတတ်ကြတာ။မုံတိုင်းတို့ကြောင့်ကမောက်ကမဖြစ်သွားတော့ဝေလငါးတွေလည်းစိတ်ရှုပ်ပြီးမုံတိုင်းနောက်ကနေကမ်းခြေစီလိုက်သွားကြတာတဲ့။ရုတ်တရက်ရွက်လီကြီးကတုံခါသွားပြီးဘင်းခမလဲတောင်ကျသွားတယ်။တော်လည်းတခုခုရွက်လီကိုတိုက်မိသွားလားဆိုပြီးစိုးရင်လို့သွားကြည့်ဖို့ရေငုတ်သွားပါလေတော့။ရှာဖွေပြီးခဏကြာမှပဲတော်ရေပေါ်ပြန်တက်လာပေမဲ့သူ့ပခုံးမှာတန်းရာကြီးနဲ့တော်ကသူ့နောက်မှာတခုခုရှိနေတယ်လို့ခံစားရလို့လှည့်ကြည့်လိုက်တဲ့အချိန်မှာမော်တာပန်ကနေတိုက်မိပြီးရှသွားတာလို့ဂျူလီယာသူ့ဒဏ်ရာကိုချုပ်ဖေနေတော့ရှင်းပြတာပေါ့သူ့အနီးမှာရေကူးနေတဲ့အရာကြီးကတအားကြီးပေမဲ့သူမမြင်လိုက်ရဘူးတဲ့ဒါပေမဲ့တော်တွေ့ရတာကရွက်လီမှာတော်တော်လေးပျက်စီးသွားတာမို့လို့သူတို့အကူအညီတောင်းဖို့လိုလာပြီဂျူလီယာကတော့ရေဒီယိုကနေအဆက်သွယ်ရဖို့အကြိမ်ကြိမ်စူးစမ်းတယ်ကာစီကလည်းသူ့ဖုန်းမှာလိုင်းရှာပေမဲ့ဘာမှထင်မလာဘူးအဲ့ဒီအချိန်မှာပဲကာစီကထူးဆန်းတဲ့ဒရဝါကြီးတစ်ခုကြောင့်လန့်ဖြတ်သွားပေမဲ့တကယ်တော့သူ့မောင်လေးဘင်ကမျက်နှာဖုံးဆိုပြီးလာဆတာပါပဲနောက်ဆုံးတော့ရွက်လီကလုံးမရပ်သွားပြီးပင်လေအလဲကောင်းမှာတောင်တင်သွားတော့တာပေါ့ဂျူလီယာကရေဒီယိုကနေအတန်တခုရပေမဲ့ဘာပြောမှမသိရတဲ့စူညံတန်ဒီပဲထွက်နေတာတွမ်ကတော့သူတို့မှ၄ရက်စာအတွက်လုံလောက်တဲ့ရေနဲ့အစားအစာရှိလို့ငါးဖန်တင်ပေါ်တစင်းစင်းဖြတ်သွားတာကိုပဲစောင့်ရတော့မယ်လို့ပြောရှာပါတယ်အဲ့ဒီအချိန်မှာပဲရေဒါမှာတခုခုပေါ်လာပြီးထူးဆန်းတဲ့အတန်ကြီးကိုပါကြားလိုက်ရတယ်သူတို့အပြင်ကိုအမြန်ပြေးထွက်သွားကြည့်တော့ဥက္ကာခဲတွေလိုအရာတွေကဘာမြေပေါ်ကိုအလုံးအရင်နဲ့ကျလာပြီးပောက်ကွဲတာတွေကိုတွေးလိုက်ရတော့ဒုံလုံသွားကြတာပေါ့ဥက္ကာခဲတစ်ခုကအနီးနားကရေထဲကိုကျသွားတော့တွမ်ကလည်းရွက်လီကိုမောင်းနိုင်ကိုအသက်အတန်ကျူးစားပါတော့တယ်အင်ဂျင်ကလည်းရှေ့မတိုးနိုင်ပဲရုန်းကန်နေတော့မှပဲနောက်ထပ်အလုံးကြီးတစ်ခုကသူတို့နာကိုထပ်ကျလာပြန်ရောမိသားစုလေးလည်းကြောက်လန့်တကြားနဲ့တယောက်ကိုတယောက်ဖတ်ထားကြပြီးအဲ့ဒီအချိန်မှာတွမ်ကသတိထားမိသွားတာကဒါတွေကဥက္ကာခဲတွေမဟုတ်ဘူးဂျိုးတူတွေပဲတဲ့ပြီးတော့မှဘင်းကရွက်လေကနေမီးခိုးတွေထွက်လာတာကိုတွေ့သွားတော့တွမ်လက်စစ်ကြည့်လိုက်တော့အင်ဂျင်ကလောင်ကျွမ်းသွားပြီချစ်ကြောင်းအတီးတူလိုက်ရတယ်လေပြင်းတွေကလည်းတအားတိုက်လာတော့တန်လက်အိမ်မြောင်တွေယူသွားသလိုလဲနေတာတော့သတိမထားမိပဲအထဲမှာပဲပုံနေကြတာပေါ့ရွက်လေကလည်းဆက်တိုက်တုံခါနေတော့ဘင်းခမဒဏ်ရာတော့ရသွားသေးတယ်လိုက်တွေကလည်းရွက်လေကိုတအားရိုက်နေတော့တွမ်ကလေပြင်းတန်ကိုအလူအလဲအန်တူးဒီအပြင်ကအသက်ငယ်အင်ဂျီတွေကိုယူပြီးမိသားစုစီပေးခဲ့တယ်အဲ့ဒီအချိန်မှာပဲမီးတွေဖြတ်သွားတော့တွမ်လည်းမီးတေတာဘောကခလုတ်ကိုအမြန်ပြေးနေရပြန်တာပေါ့မီးတွေပြန်လင်းလာတဲ့အချိန်မှာတော့ဂျူလီယာညခေါင်းကနေတွေးတွေထွက်နေတာကိုဘင်းကသတိပြုမိလိုက်တယ်ဂျူလီယာလည်းမူးလဲမလို့ဖြစ်ပြီးကာစီလည်းရေစီးကြံစီပြေးပြီးအန်ပါလီရောတွမ်ကလည်းရေဒီယိုကိုဆက်ပြီးစူးစမ်းနေတော့မယ်ရုပ်ရက်ဆိုတလို့မိသားစုကဆူရှာတဲ့အတန်ကြီးတစ်ခုကိုကြားလိုက်ရပြီလေပြင်းတွေကပိုဆိုးလာတယ်ဂျူလီယာကတကားဒီကိုပိတ်ထားဖို့ကြိုးစားပြီးမဲ့အမိုးပေါက်တစ်ခုကပွင့်ထွက်သွားပြီးမကြခင်မှာပဲလေပြင်းတွေကပြင်းပုတ်ဒီကိုပါရိတ်ခွေပစ်လိုက်တယ်အရာအလုံးမုံမိတ်မသွားခင်မှာတွမ်ကမီးအချက်ပြတစ်ခုကိုအမြန်ထုံးလိုက်ရတယ်နောက်တနေ့မနက်မှာတော့ရွက်လီကတော်တော်လေးပျက်စီးသွားပြီမဲ့သူတို့မုံတိုင်းကနေအသက်ရှင်လွတ်မြောက်လာခဲ့ကြတာပေါ့သူတို့အပြင်ကိုထွက်ကြည့်လိုက်တဲ့အချိန်မှာတော့တအန်အော်ဖြစ်သွားတာကကဘာပေါ်ကသမုတ်တရားတွေအားလုံးပျောက်ကွယ်သွားပြီးရွက်လီကြီးကကုန်းမြေချောက်ကြီးပေါ်မှာတောင်းတင်နေတာကိုတွေ့လိုက်ရတာပဲသဲခန္ဓာရကြီးလို့ဖြစ်သွားတာကိုကြည့်ပြီးဘာလို့ရမဲမသိဖြစ်နေတာတော့ကာစီကလည်းဖုံးလိုက်ရှာပြီးမရဘူးဘင်းလေးကတော့တေနေတဲ့ကနန်းနေနဲ့စော့နေတာပေါ့ဒွန်ကတန်လည်းအိမ်မြောင်ကိုစစ်စစ်ကြည့်အောင်မှဝင်ရိုးစုံဒီပြောင်းပြန်ဖြစ်သွားတာကိုတွေ့လိုက်ရတယ်ဒါမျိုးဖြစ်ခဲ့တာလွန်ခဲ့တဲ့နှစ်ပေါင်း9သိန်းကျော်ကမှဖြစ်ဖူးတာတဲ့ကာစီကသူ့ရီးစားတေသွားလောက်ပြီးဆိုတာကိုတွေးမိကစိတ်ဓာတ်ကြီးကြကပုံပို့သွားတာကိုသူ့အမေကတော်နဲ့တင်းတော်တွန်းထုတ်ပေးခဲ့သေးတယ်ဂျူလီယာနဲ့တွန်ကပြက်ချတာမှာဘာရိခါတွေကျန်လဲဆိုပြီးစစ်ဆေးနေတော့မှဘင်းလေးကတော့အခြားအသက်ရှင်ကြံရည်ထုတွေတတိထားမိအောင်ဆိုပြီးသူ့မွေးနဲ့မူးပြန်ပူပေါင်းလေးတွေကိုကြောက်တုံးမှတွားချီထားရှာပါတယ်အဲ့ဒီနောက်မှာတွန်ကရေဒီယိုကိုထပ်ကြိုးစားကြည့်ရကနေရင်းငုတ်တင်ဘောကပ်တင်ချက်သူနောင်းဆိုတဲ့လူတယောက်နဲ့အဆက်အသွယ်ရသွားတာပေါ့အဲ့ဒီလူရဲ့တင်ဘောကလည်းကုန်းပေါ်မှာတောင်းတင်နေရဖြစ်ပြီးတန်လိုက်ဝင်ရိုးစုံဒီပြောင်းပြန်ချက်သွားလို့ပင်လေဒီဆုတ်ခွာသွားပြီးကုန်းမကြီးတွေကိုလွှမ်းမိုးသွားတာလို့အတီးပြုပေးခဲ့တယ်နောင်းကလည်းအခြားလူတွေမတွေ့သေးဘူးဆက်သွယ်ရေးတွေပြတ်တုံနေတယ်လို့ပြောပြတယ်
ဒါပေမဲ့ရန်ဖန်ကလှုပ်ရှားမှုတွေရှိနေတာမို့လို့ဝင်ရိုးစုံတွေထပ်ပြီးပြောင်းပြန်ဖြစ်ကနောက်တစ်ပတ်လောက်မှာပင်လယ်ကြီးပြန်ရောက်လာနိုင်တယ်လို့သူကတွက်ချက်ထားတယ်အဲ့ဒီလိုပြန်လာရင်အခြေအနေတွေပြင်းထန်လာမှာမို့လို့အတက်နိုင်ဆုံးအမြင့်ကိုတက်ထားကြဖို့သူကအကြံပေးပါတယ်နောင်ရအဖော်ကတော့ပြစ်ချတုံးကတေးသွားခဲ့ပြီးသူတို့ရင်းကုန်တင်ပေါ်မှာလူ3ယောက်ပဲနေရရှိတာပါဂျူလီယာနဲ့တွန်ကကလေးတွေကိုပဲကဲဖို့တောင်းပန်လိုက်နိုင်ခဲ့ပြီးနောင်ကလည်းသူ့ရဲ့တီးနေရကိုပေးလိုက်တယ်တွန်တွက်ချက်လိုက်တာကအဲ့ဒီစီကိုရောက်ဖို့2ရက်3ရက်လောက်ကြာမယ်တဲ့အဲ့ဒါကြောင့်နောက်နေ့စောစောထောက်ခွာဖို့အတွက်ညမှာကောင်းကောင်းအိတ်ချက်ဖို့ပြောလိုက်တာပေါ့ နောက်တနေ့မနေ့မှာမိသားစုကရိတ်ခါတွေထုတ်ပေါ်နေတော့တော်မ်ကအနီးနားမှာတခုခုလှုပ်ရှားနေတာကိုတွေးလိုက်ရတယ်အဲ့ဒါကတော့ခြေတော့ခွင်နေသည်စူးကြုံလန်တစဲနဲ့ဆက်တိုက်ဟောက်နေတဲ့ခွေးတကောင်ပါလာတဲ့လူတစ်ယောက်ပဲတော်မ်ကအနီးကပ်သွားပြီးရေတပလင်ပေးခဲ့ပေမဲ့အဲ့ဒီလူပြောတဲ့စကားကိုတော်မ်နားမလည်ခဲ့ဘူးရေတောက်ပြီးတာနဲ့အဲ့ဒီလူစိမ်းကတော်မ်ကိုဗလင်းနဲ့ရိုက်ပြီးမျက်နှာကိုကန်လိုက်ပါလေရောဂျူလီယာလည်းလန့်ပြီးပြေးလာပေမဲ့အချိန်နှောင်းသွားခဲ့ပြီအဲ့ဒီလူကတော်မ်ရဲ့ဘိုက်ကိုစူးကြုံလန်နဲ့ထိုးနေပြီလေတော်မ်ရဲ့ခန္ဓာကိုယ်ကခဏလောက်တုံသွားပြီးနောက်အဲ့ဒီလူကလေဘင်းကိုပါဖျက်ပစ်လိုက်တယ်ပြီးတော့အဲ့ဒီလူကဂျူလီယာလက်ကိုလိုက်ဖမ်းပြီးစူးကြုံလန်နဲ့ပေါက်ခဲ့တာကသူ့ပခုံးကိုပဲထိချသွားခဲ့တယ်ဒါပေမဲ့ဂျူလီယာကတော့ရွက်လေးရှိကိုအပြေးအလွှာသွားပြီးကလေးတွေကိုတခါးတွေတောက်ခတ်ထားပြီးပုံနေဖို့ပြောနိုင်ခဲ့တယ်။မောင်နှမတစ်ယောက်လည်းဆိုဖာအောက်ထဲဝင်ပုံနေကြပြီးဂျူလီယာကလည်းဓာတ်တစ်ချောင်းကိုကင်ကရေချိုးခန်းထဲမှာပုံခင်ကလေးတွေကိုအချက်ပြတနတ်ပေးခဲ့တယ်။အဲ့ဒီလူကတကားကိုပွင့်သွားအောင်ထူရိုက်ပြီးတော့အထဲကိုအတင်းဝင်လာခဲ့တယ်။သူကအစားအသောက်တွေယူပြီးလိုက်ရှာရကနေရေချိုးခန်းစီကိုပါရောက်လာတာ။ဂျူလီယာကတော့နရန်ကအပေါက်ကနေအပြင်ကိုအသားလေးထပ်ပြေးပြီးရှောင်းလိုက်နိုင်ခဲ့တယ်။အဲ့ဒီလူကအပြင်ကိုကြည့်ပြီးမဲ့ဂျူလီယာကိုမတွေ့ဘူးပေါ့။ဒါပေမဲ့ဂျူလီယာခိုးကြောင်ခိုးခွက်ထွက်ပြေးကိုကြိုးစားတဲ့အချိန်မှာအဲ့ဒီခွေးကသူ့ကိုဟောင်ပြီးအပေါ်ကိုခုံအုပ်လိုက်တာကြောင့်ဂျူလီယာမှာဓာတ်နဲ့ထပ်ပစ်ဖို့လည်းရွေးချယ်စရာမရှိတော့ဘူးလေအဲ့ဒီလူလည်းခွေးအော်တန်းကြားလို့ထွက်လာပြီးသူ့ခွေးအလောင်းကိုတွေ့သွားတဲ့အချိန်မှာတော့စိတ်တွေယူးတွက်ပြပြသွားတော့တာပေါ့အဲ့ဒီအချိန်မှာပဲဂျူလီယာကရွက်လေးပတ်လည်မှာပုံရှိုးကွယ်လူသွားလာရင်ပရင်းပေါက်မှနဲ့အထဲပြန်ဝင်ဖို့အပေါ်ကိုတက်ဖြစ်တယ်ကံမကောင်းစနာနဲ့အဲ့ဒီလူကသူ့ကိုအရင်တွေ့သွားပြီးလက်သီးနဲ့ထိုးချလိုက်ပါလေရောအဲ့ဒီလူကသူ့လက်ကဝက်ကိုနှင်းပြီးဓာတ်ကိုလွှတ်ချစေခဲ့တဲ့အချိန်မှာဂျူလီယာကပရိပေါက်ကတွေကိုအတင်းဆွဲကင်ထားပြီးပြန်ကန်ထုတ်နိုင်ခဲ့တယ်ဒါပေမဲ့လည်းအဲ့ဒီလူကသူ့လက်ကဝက်ကိုနှင်းပြီးဓာတ်ကိုလွှတ်ချစေခဲ့တယ်ပြီးတော့သူ့စပင်းကနေဆွဲကင်ပြီးမျက်နှာကိုဂျမ်းပင်ပေါ်ရိုက်ခွဲကဆိုဖာပေါ်လွှင့်ပစ်ပြီးအသက်ရှူကြအောင်လဲဘင်းကိုညှစ်ပါတော့တယ်ဒါတွေကိုကလေးတွေကချောင်းကြည့်နေရင်ကနေဆက်တဲမခံနိုင်တော့တဲ့အတွက်ကာစီကထွက်လာပြီးအဲ့ဒီလူကိုအချက်ပြမီနဲ့ပြစ်ခတ်လိုက်ပါတော့တယ်ရွက်လေးထဲမှာမီးတွေတခဏချင်းကူးဆက်သွားတော့ကလေးတွေကပြေးထွက်သွားကြပါမယ်ဂျူလီယာကတော့အဲ့ဒီလူကိုမျက်နှာပြန်ကန်ပြီးသူတို့အိတ်တွေနဲ့တီနီယာပါတဲ့မြေပုံကိုပြန်ယူဖို့ပြေးဝင်သွားခဲ့တယ်ကလေးနှစ်ယောက်ကတော့သူတို့အဖေရဲ့အလောင်းကိုဖတ်ထားပြီးမကြခင်ဂျူလီယာပါသူတို့နဲ့ပူးပေါင်းသွားပြီးအားလုံးမျက်ရည်တွေနဲ့အတူနှုတ်ဆက်ခွင့်ရကြတာပေါ့အဲ့ဒီအချိန်မှာပဲကြောက်စရာကောင်းတဲ့အဲ့ဒီလူကြီးကရွက်လေတွေကနေထွက်လာကြောင်းရွက်လေကြီးပေါက်ကွဲသွားတဲ့အချိန်မှာမိသားစုလည်းထွက်ပြေးခဲ့ကြတော့တယ်အထန်ကြတော့မိသားစုလည်းအနားယူဖို့ရေတကုန်းလေးတစ်ခုမှရပ်နားကြတယ်ကာစီကအဲ့ဒီလူကြီးသူတို့စီရောက်လာတာပူဖောင်းနေကြောင်လားဆိုပြီးတွေးမိတော့ပင်လေးခမသူ့ကိုယ်သူအဖြစ်ရှိသလိုခံစားရရှာတယ်ဂျူလီယာကအဲ့ဒါမင်းအမားမဟုတ်ဘူးလို့ပြောပြီးအဲ့ဒီလူကြီးသူတို့နောက်ကိုလိုက်နေစေကုန်လို့ဆက်သွားကြဖို့တိုက်တွန်းခဲ့တယ်ရေကန်ငယ်လေးတစ်ခုမှာဘင်ကတင်းနေတဲ့တူခေါင်းငမိုင်းအီးတကောင်ကိုစိတ်ဝင်စားကြည့်နေတော့မှပဲဂျူလီယာကအဲ့ဒီလူကြီးသူတို့စီရောက်လူနီနီဖြစ်နေတာကိုမြင်သွားပြန်ရောအဲ့ဒါနဲ့သူတို့အမြင်ထွက်ပြေးကြပြန်တာပေါ့သူတို့တဲထောင်ကုန်နဲ့ဆင်းသွားတဲ့အချိန်မှာအစိတ်တဲ့အညစ်အကြေးတွေရှိနေတာမို့လို့တတိထားပြီးပတ်ပြေးရရတယ်ခဏနေတော့သူတို့နောက်ကလူကိုမျက်ခြေပြတ်သွားပုံရတာနဲ့ဆက်သွားကြပြန်တာပေါ့သူတို့ဆက်သွားနေတော့မှပဲကုန်းမြေပေါ်မှာပိတ်မိနေတဲ့တကယ့်ပင်လယ်တတဝါတေကြီးတွေနဲ့သမုတ်တရားအောက်ခြေကပလတ်စတစ်အမိုက်တွေကိုဆက်တိုက်တွေ့နေရတယ်ပြင်းလေးကနှေးသွားတော့ဂျူလီယာကသူရေတက်ခင်း6လူနီးဖြစ်နေတာကိုတတိထားမိသွားပြီးအနားယူကြတာပေါ့သူထိတ်လန့်သွားတာကရေပလင်းကကုံလူနီးဖြစ်နေပြီးကာစီကသူတေချာမပိတ်ခဲ့မိဘူးလို့ဝန်ခံလိုက်တာပဲပေါ့ဆဲတဲ့အတွက်ဂျူလီယာကသူ့ကိုအော်ဟစ်စူးပူပေးမယ်ကာစီကလည်းသူတို့ဘလို့မှအသက်မရှင်နိုင်တော့တာမို့လို့ဘာပဲဖြစ်ဖြစ်အရေးမကြီးတော့ဘူးဆိုပြီးအော်ဟစ်ငင်းခုန်ကြတာပေါ့ရှေရှေလျားရငင်းခုန်ပြီးမှလည်းမိသားစုကဆက်သွားခဲ့ကြတယ်နောက်ဆုံးမှာတော့သူတို့ပြတ်ကျနေတဲ့လေရင်တစင်းကိုတွေ့ပြီးတခုခုလှုပ်ရှားသွားတာနဲ့လန့်သွားပေမဲ့အမှန်တကယ်တော့ငှက်တွေပဲမို့လို့တက်ပြင်းချနိုင်ခဲ့ကြတယ်မိသားစုကအဲ့ဒီလေရင်ထဲမှာပဲညအိတ်ဖို့ဆုံးဖြတ်လိုက်ကြတာပေါ့သူတို့မုတ်အတူတူစားကြရင်ဂျူလီယာကတော်နေတဲ့ဂျက်ကင်ကီထဲကမိသားစုဓာတ်ပုံလေးကိုတွေ့သွားပြီးရင်ကွဲမှတ်တဲ့ခံစားရရှာတယ်ကာစီကသူ့မိဘတွေဘလို့စုံခဲ့ကြလဲလို့မေးတော့ဂျူလီယာကတွန်ဟာသူ့အလုပ်လုပ်တဲ့ဆေးရုံကိုရောက်လာပြီးသူ့ရဲ့လူနာဖြစ်လာခဲ့ကြောင်းပန်းတွေနဲ့ကြပြားလေးတွေနဲ့ချစ်ခွင့်ပန်းခဲ့ကြောင်းပြောပြခဲ့တယ်ညတန်းကောင်မှာကာစီကကိုလက်တန်းရှင်းဖို့လေရင်ပေါ်ကနေထွက်ခွာခဲ့တဲ့အချိန်မှာဟုတ်လူကြီးကသူ့နောက်ကနေရုတ်တရက်ရောက်လာပေမဲ့ဂျူလီယာကအဲ့ဒီလူအပေါ်ကိုအရင်ဆုံးခုံအုပ်လိုက်ပြီးအရင်ခံစားနေရတဲ့ဝမ်းနည်းမှုတွေဒေါသတွေနဲ့အဲ့ဒီလူကိုအချက်ပေါင်းများစွာထိုးခဲ့တာပေါ့ကာစီခမရလဲသူ့အမိစိတ်ငြိမ်သွားအောင်ဖတ်ထားပြီးကူညီပေးခဲ့ရတယ်နောက်နေ့မနက်မှာတော့အဲ့ဒီလူရဲ့အလောင်းမှာမှတ်တွေအဖြစ်ဖြစ်နေပြီးကြက်ရတွေတအားများလာကြောင်းအဲ့ဒီမှာပုံနေတဲ့တရိစံတီရှိရမယ်ဆိုလားကိုသူတို့တတိထားမိကြတော့တယ်သူတို့ထွက်သွားပြီးနောက်မှာတော့အဲ့ဒီလူရဲ့ပါဇက်သေးလာကနန်းအုတ်ခရီးကြီးတစ်ခုထွက်လာပါလေတော့နာယီအနေငယ်ကြတော့ဂျူလီယာနဲ့ကာစီယိုမြေပုံကြည့်ဖို့ရက်နေတော့မှဘင်ကတော့ဆက်လျှောက်သွားတာပေါ့ဂျူလီယာကသူ့ကိုရက်ဖို့ပြောပေမဲ့သူကရေကန်လေးတစ်ခုမှာရေတောက်ဖို့သူ့မျက်နှာကိုအသေးအမန်မြုပ်ထွားတာကြောင့်ဂျူလီယာကသူ့ကိုအမြန်ဆွဲထုတ်လိုက်ပြီးအမိမတိရေတွေကသူ့ကိုဖျားနာစေနိုင်တယ်လို့ရှင်းပြခဲ့ရတယ်မိသားစုကဆက်သွားကြပြီးပူပြင်းတဲ့နေရောင်ခြည်တန်းကြောင့်ခေါင်းဒီကိုအဝတ်တွေနဲ့ဖုံးအုံထားရတယ်ဘင်းလေးကမူးတယ်လို့ဖြစ်လာတော့ကလားထိုင်ဟောင်းဒီတွေ့တဲ့အချိန်မှာဂျူလီယာနဲ့ကာစီကအဲ့ဓာတွေကိုတုံးပြီးယာယီအမှုအကယ်လေးလှုပ်ပေးခဲ့ကြတယ်ဂျူလီယာကဘင်းကိုဆေးတလုံးထိုးလိုက်ပြီးသူတို့အဲ့ဒီနေရာမှာပဲညအိတ်ဖို့သဘောတူခဲ့ကြတာပေါ့မနေ့စောစောမှာဂျူလီယာကထူးဆန်းတဲ့အတန်ကိုကြားလို့နိုးလာပြီးတွားကြည့်တဲ့အခါမှာတော့ကနန်းအုပ်စုကြီးတိုးကတ်လာတာကိုတွေ့လိုက်ရလို့ထိတ်လန့်သွားခဲ့တယ်ဂျူလီယာက
သူ့ကလေးတွေကိုအမြန်နိုးပြီးအတက်နိုင်ဆုံးအမြန်ဆုံးထွက်ပြေးကြတော့တာပေါ့သူတို့ကြီးမားတဲ့ကုန်တင်တင်ပေါ်ကြီးတစ်စင်းကိုတွေ့လို့အဲ့ဒီစီကိုပြေးသွားကြတယ်တင်ပေါ်တော့3ယောက်အသက်ရှင်နေတာကိုတွေ့ပေမဲ့ထိုအမျိုးသမီးကကူညီခြင်းပေမဲ့အမျိုးသား2ယောက်ကငင်းဆန်ပြီးသူတို့ဘာသာကွန်တိန်နာတစ်ခုထဲပုံအောင်ကမိသားစုကိုအပြင်းမှာပဲထားခဲ့ပြီးတောက်ခတ်လိုက်ကြတာပေါ့ကနန်းဒီကရောက်လူနီးနီးဖြစ်နေတာမို့လို့ဂျူလီယာကကလေးတွေကိုကွန်တိန်နာရဲ့ tick ပေါ်ကိုအရင်တက်ခိုင်းလိုက်ရတယ်သူပါလိုက်တက်တဲ့အချိန်မှာကနန်းဒီကသူ့ခြေထောက်ကိုအပြင်းအထန်စက်ကိုက်ကြတော့တာပေါ့မောင်နှမ2ယောက်ကသူ့အမေအောက်ကိုဆွဲချမခံရခင်အပေါ်ကိုအတင်းဆွဲတင်ပေးခဲ့ရတယ်ကွန်တိန်နာရဲ့ဘေးမှာအပေါက်ရှိနေလို့ကနန်းတွေရဲ့တဝက်လောက်ကအထဲကိုဝင်သွားကြပြီးသင်္ဘောဘာတွေကတနတ်နဲ့ပစ်ပြီးမှတတဝါတွေကအလွန်များပြားလုံးလို့မကြရင်မှာပဲကနန်းတွေကအလုတ်သမား2ယောက်ကိုအနံ့ယူပြီးတပ်ပစ်လိုက်ကြတယ်နောက်ဆုံးကြံတဲ့အမျိုးသားကမျက်နှာချက်ကအပေါက်ကနေထွက်ဖို့ကြိုးစားပြီးမှကနန်းတွေကသူ့ကိုအောက်ဆွဲချပြီးတပ်ပစ်လိုက်ကြပြန်တာပေါ့အဲ့ဒီနောက်မှာဂျူလီယာကသူ့ခြေထောက်ဒဏ်ရာကိုပတ်တီးစီးပြီးတတိမိတ်သွားခဲ့ရှာတယ်အတန်ကြာတော့သူတဲမုံတိုင်းတစ်ခုထဲမှာနိုးလာပြီးသူ့ဘာသာတယောက်တည်းခစ်နေလာကိုတွေ့လိုက်ရတယ်သူကလေးတွေကိုလိုက်ရှာကိုအောက်ကိုဆင်းလာစင်းမှာအရန်ထိတ်လိုက်နေခဲ့ပြီမဲ့အရင်ဆုံးတေဆုံးသွားတဲ့အမျိုးသမီးရဲ့လက်နက်ကိုတော့ယူခဲ့တယ်သူ့အမေအော်တန်ကြားလို့ကာစီကအမြန်ပြန်လာပြီးသူတို့အကူကြီးရှာဖို့ထပ်သွားခဲ့ပြီမဲ့ဘသူကမှမတွေ့ခဲ့ကြောင်းရှင်းပြခဲ့တယ်ပြီးတော့မှမုံတိုင်းမပြီးမချင်းအနားယူလို့ရမယ်ပွင့်နေတဲ့ကွန်တိန်နာတစ်ခုကိုတွေ့ထားတဲ့ဘင်းနဲ့ပြန်ဆုံကြတာပေါ့ဂျူလီယာကဒဏ်ရာတွေကိုပိုးတက်ဖို့တွန်ရဲ့မီးချစ်ကိုတုံးခဲ့ရပြီးအဲ့ဒါကအလွန်ကိုနာကျင်လာပါတယ်မုံတိုင်းပြီးသွားတော့မိသားစုကအခြားကွန်တိန်နာတစ်ခုထဲမှာရေဘူးလင်းအများကြီးတွေ့ခဲ့ရတယ်ပြီးတော့သူတို့ရုပ်အလုံးတွေကိုစစ်ဆေးရင်းကနေရေဒီယိုတစ်ခုနဲ့တနက်တလက်ကိုတွေ့သွားတာပေါ့ဂျူလီယာကနောင်းကိုခေါ်ဆိုပြီးသူမြေပုံပျောက်သွားတဲ့အကြောင်းအတိပေးလိုက်တယ်နောင်းကတော့သူဟာ6နက်ထဲကတတဝါရီဖြစ်တဲ့အစစ်ရှိတတဝါရီရဲ့တိုက်ခိုက်မှုကိုခံခဲ့ကြောင်းပြောပြတယ်အောက်ဆီဂျင်ကအဲ့ဒီတတဝါရီကိုယူသွားပုံရတယ်တဲ့နောင်းရဲ့ကိရိယာတွေကပင်လယ်ဟာမျောလင့်ထားတဲ့ထက်မြန်မြန်ပြန်လာမယ်လို့တွက်ထားတာမို့လို့နာယီအနှဲငယ်ပဲလိုတော့တာမို့လို့မိသားစုကိုအမြန်လာဖို့ပြောတာပေါ့သူကမီးအချက်ပြတစ်ခုပစ်ခတ်လိုက်လို့မိသားစုလည်းအဲ့ဒီဘက်ကိုလမ်းလျှောက်သွားကြတော့တာပဲတော်တော်လေးလမ်းလျှောက်ပြီးတဲ့နောက်မှာမိသားစုကကျိုးနေတဲ့အိမ်သားတစ်ခုကိုတွေ့ပြီးဘင်းကအဲ့ဒီထဲမှာတေးသွားပေါက်ခဲ့သေးတယ်နောက်ဆုံးမှာတော့သူတို့အနီးနားမှာရေငုပ်တင်ဘောကိုမြင်ရပြီမြဲအဲ့ဒီစီရောက်ဖို့အေယာမကြောက်ဆောင်ကြီးတစ်ခုကိုဖျက်ကျော်ရအောင်ပါပါသူတို့ဖျက်နေတော့မှပဲနေရန်နေတွန်းခါပြီးကြောက်တုံးတွေပြိုကျလာတဲ့အတွက်ဂျူလီယာကသူ့ကလေးတွေကိုအချိန်မီဘေးကိုတွန်းထုတ်လိုက်ပြီးသူကတော့ကြိတ်မခံအောင်နောက်ဆုတ်လိုက်ရတယ်ယခုတော့သူတို့ချာမှာကြောက်နေရကြီးကပိတ်ဆို့သွားပြီဂျူလီယာကကလေးတွေကိုသူ့မပါပဲဆက်သွားဖို့ပြောပြီးမြဲကာစီကညင်းကြီးသူ့အမေကိုပါတတ်လာဖို့အတင်းတောင်းဆိုတာပေါ့အော်ဟင်းညင်းခုံမှုတွေဖြစ်ပြီးတော့မှဂျူလီယာကသူ့ကလေးတွေကိုနောက်မှပြန်ရှာမယ်လို့ကြတိပေးခဲ့လို့ကာစီကလည်းစိတ်မကောင်းစွာနဲ့ပဲမောင်လေးကိုဆွဲပြီးခေါ်သွားခဲ့ရတယ်ကလေးတွေကကြောက်ဆောင်လေးကိုတက်ပြီးရင်ငုတ်တင်ဘောစီကိုပြီးသွားကြပြီမြဲအပြင်ဘက်မှာတွေးထွက်နေတဲ့နောင်းကိုပဲတွေ့လိုက်ရတာသူကသူ့အတွက်တော့ပြီးဆုံးသွားပြီထလို့ကလေးတွေရင်ငုတ်တင်ဘောကိုယူသွားနိုင်ကြောင်းပြောပြရှာတယ်သူတို့စီမှာအပိုနေရာတစ်ခုရှိလာပြီဆိုတာသိသွားတော့ကာစီကသူ့အမေကိုရှာဖို့အမြန်ပြန်ပြေးခဲ့တာပေါ့တစ်ချိန်တည်းမှာပဲဂျူလီယာကကနန်းတွေလာနေတာကိုမြင်ပြီးတနတ်နဲ့ပြစ်ခတ်ခဲ့တယ်သူအနှဲငယ်ကိုတတ်နိုင်ခဲ့ပေမဲ့အုပ်စုကတအားကြီးလို့အားလုံးကိုမနိုင်ခဲ့ဘူးအဲ့ဒီအချိန်မှာပဲကာစီကနေရန်ထိတ်မှာပေါ်လာပြီးသူ့လက်ကိုကမ်းပေးခဲ့တယ်အဲ့ဒါကြောင့်ဂျူလီယာလည်းသူ့ရဲ့ဒဏ်ရာရနေတဲ့ခြေထောက်နဲ့အတက်နိုင်ဆုံးအမြန်ဆုံးတတ်ခဲ့တာပေါ့ကာစီရဲ့အကူအညီနဲ့သူအခြားတစ်ဖက်ရောက်သွားပြီးသူတို့ရင်းကိုတင်မော့စီကိုအတူတူပြေးသွားကြတယ်ဘင်းကတော့အမိုးပေါ်မှာရောက်နေပြီးသူ့မိသားစုတက်လာနိုင်ဖို့ကနန်းတွေကိုတနက်နဲ့ပြစ်ခတ်ပေးခဲ့တယ်ကနန်းတွေကနောင်းရဲ့ရုပ်အလောင်းကိုတွေ့သွားပြီးချက်ချင်းပဲစားတောက်ကြတော့တာပဲဂျူလီယာကတနက်ကိုယူပြီးသူ့ကလေးတွေကိုအထဲဝင်ခိုင်းနေတော့မှဆက်လက်ပြစ်ခတ်ပေးရတယ်သူတို့ဘေးကင်းသွားတော့ကြီးစံကုံသွားပြီဆိုတာသိသွားလို့တနက်ကိုကနန်းတွေစီပလစ်ပေါက်လိုက်ပြီးအထဲကသူ့ကလေးတွေနဲ့ပိုးပေါင်းလိုက်တာပေါ့မိသားစုကအမိုးပေါက်ကိုတေးချတွက်ခတ်လိုက်ပြီးပဒင်းပေါက်တွေမှာကနန်းတွေကရင်းကိုတင်ပေါက်ကိုဝန်းရံထားတာကိုကြည့်နေကြရတယ်အဲ့ဒီချိန်မှာပဲပင်လေကြီးကနောက်ဆုံးတော့ပြန်ရောက်လာပြီးသုံးဦးလည်းသူတို့ထိုင်ကုန်စီပြေးကခါးပတ်တွေပတ်ပြီးလက်ချင်းချိတ်ထားလိုက်ကြတယ်ပြင်းထန်တဲ့လှိုင်းတွေကရေငုပ်တင်ပေါက်ကိုရိုက်ခတ်ပြီးပတ်ပတ်လည်းပြစ်ပေါက်တော့တာကြောင့်ဂျူလီယာကများဖြစ်ပျက်ခဲ့တဲ့များကိုအာယုံနဲ့မြင်ရောက်လာပြီးကာစီကတော့အံပါလေတော့မကြခင်မှာပဲစူးရတဲ့အတန်ကြီးပြန်ရောက်လာပြီးမိသားစုကိုတတိမေးသွားစေခဲ့တယ်အတန်ကြတော့ဂျူလီယာနဲ့ခလီတွေနိုးလာပြီးသူတို့အသက်ရှင်နေတဲ့တာကိုပျော်ပျော်ရွှင်ရွှင်နဲ့အတီးပြုတ်လိုက်ကြတာပေါ့သူတို့အမိုးပေါက်ကိုဖွင့်ပြီးအပြန်ထွက်ကြည့်လိုက်တဲ့အခါမှာတော့လှိုင်းတွေကရင်းကိုတင်ပေါက်ကိုပျက်စီးနေတဲ့မြို့တစ်ခုပေါ်မှာချထားခဲ့တာကိုတွေ့လိုက်ရတာမို့လို့သူတို့အတွက်အသက်ရှင်တန်မှုနဲ့ပြလဲတီဆောက်ဖို့မျှော်လင့်ချက်တွေရှိလာပါတော့တယ်တော်တော်လေးလမ်းလျှောက်ပြီးတဲ့နောက်မှာမိသားစုကကျိုးနေတဲ့အိမ်သားတစ်ခုကိုတွေ့ပြီးဘင်းကအဲ့ထဲမှာတေးသွားပေါက်ခဲ့သေးတယ်နောက်ဆုံးမှာတော့သူတို့အနီးနားမှာရင်းကိုတင်ပေါက်ကိုမြင်ရပြီမြဲအဲ့ဒီစီရောက်ဖို့အေယာမကြောက်ဆောင်ကြီးတစ်ခုကိုဖျက်ကျော်ရအောင်ပါသူတို့ဖျက်နေတော့မှပဲနေရန်တွေတုံခါပြီးကြောက်တုံးတွေပြိုကျလာတဲ့အတွက်ဂျူလီယာကသူ့ကလေးတွေကိုအချိန်မီဘေးကိုတွန်းထုတ်လိုက်ပြီးသူကတော့ကြိတ်မခံရအောင်နှုတ်ဆုတ်လိုက်ရတယ်ယခုတော့သူတို့ကြားမှာကြောက်နေရန်ကြီးကပိတ်ဆို့သွားခဲ့ပြီဂျူလီယာကကလေးတွေကိုသူ့မပါပဲဆက်သွားဖို့ပြောပေမဲ့ကာစီကညင်းပြီးသူ့အမေကိုပါတက်လာဖို့အတင်းတောင်းဆိုတာပေါ့အော်ဟစ်ညင်းခွန်မှုတွေဖြစ်ပြီးတော့မှဂျူလီယာကသူ့ကလေးတွေကိုနောက်မှပြန်ရှာမယ်လို့ကတိပေးခဲ့လို့ကာစီကလည်းစိတ်မကောင်းစွာနဲ့ပဲမောင်လေးကိုဆွဲပြီးခေါ်သွားခဲ့ရတယ်ကလေးတွေကကြောက်ဆောင်လေးကိုတက်ပြီးရေငုပ်တင်ပေါ်စီပြေးသွားကြပြီမဲ့
အပြင်ဘက်မှာတွေးထွက်နေတဲ့နောင်ကိုပဲတွေးလိုက်ရတာသူကသူ့အသက်တော်ပြီးဆုံးသွားပြီဖြစ်လို့ကလေးတွေရေငုပ်တင်မောကိုယူသွားနိုင်ကြောင်းပြောပြရှာတယ်သူတို့စီမှာအပိုနေရာတစ်ခုရှိလာတော့တယ်ဆိုလားတီးသွားတော့ကာစီကသူ့အမေကိုရှာဖို့အမြန်ပြန်ပြေးခဲ့တာပေါ့တချိန်တည်းမှာပဲဂျူလီယာကကနန်းတွေလာနေတာကိုမြင်ပြီးတနတ်နဲ့ပြစ်ခတ်ခဲ့တယ်သူအနှဲငယ်ကိုတတ်နိုင်ခဲ့ပြီမဲ့အုပ်စုကတအားကြီးလုံးလို့အားလုံးကိုမနိုင်ခဲ့ဘူးအဲ့ဒီချိန်မှာပဲကာစီကနေရန်ထိတ်မှာပေါ်လာပြီးသူ့လက်ကိုကမ်းပေးခဲ့တယ်အဲဒါကြောင့်ဂျူလီယာလည်းသူ့ရဲ့တရားရနေတဲ့ခြေထောက်ညံအသက်နိုင်ဆုံးအမြန်ဆုံးတတ်ခဲ့တာပေါ့ကာစီရဲ့အကူအညီနဲ့သူအခြားတစ်ဖက်ရောက်သွားပြီးသူတို့ရေငုပ်တင်ပေါ်စီကိုအတူတူပြေးသွားကြတယ်ဘင်ကတော့အမိုးပေါ်မှာရောက်နေပြီးသူ့မိသားစုတက်လာနိုင်ဖို့ကနန်းတွေကိုတနတ်နဲ့ပြစ်ခတ်ပေးခဲ့တယ်ကနန်းတွေကနောင်ရဲ့ရုပ်အလောင်းကိုတွေ့သွားပြီးချက်ချင်းပဲစောက်တောက်ကြတော့တာပဲဂျူလီယာကတနတ်ကိုယူပြီးသူ့ကလေးတွေကိုအထဲဝင်ခိုင်းနေတော့မှဆက်လက်ပြစ်ခတ်ပေးခဲ့တယ်သူတို့ဘေးကင်းသွားတော့ကြီးစံကုန်သွားပြီဆိုလားတိသွားလို့တနတ်ကိုကနန်းတွေစီပစ်ပေါက်လိုက်ပြီးအထဲကသူ့ကလေးတွေနဲ့ပူးပေါင်းလိုက်တာပေါ့မိသားစုကအမိုးပေါက်ကိုတေချာတောက်ခတ်လိုက်ပြီးပရင်းပေါက်တွေမှာကနန်းတွေကရေငုပ်တင်မောကိုဝင်ရန်ထားတာကိုကြည့်နေကြရတယ်အဲ့ဒီချိန်မှာပဲပင်လယ်ကြီးကနောက်ဆုံးတော့ပြန်ရောက်လာပြီးသုံးဦးသားလည်းသူတို့ထိုင်စီပြေးကခါးဘက်တွေပတ်ပြီးလက်ချင်းချိထားလိုက်ကြတယ်ပြင်းထန်တဲ့လှိုင်းတွေကရေငုပ်တင်မောကိုရိုက်ခတ်ပြီးပတ်ပတ်လဲပစ်ပေါက်တော့တာကြောင့်ဂျူလီယာခမဖြစ်ပျက်ခဲ့တဲ့များကိုအာယုံနဲ့မြင်အောင်လာပြီးကာစီကတော့အံ့ပါပြီးရောမကြခင်မှာပဲဆူးရှက်တဲ့အတန်းကြီးပြန်ရောက်လာပြီးမိသားစုကိုတတိမေ့သွားစေခဲ့တယ်အတန်းကြတော့ဂျူလီယာနဲ့ကလေးတွေနိုးလာပြီးသူတို့အသက်ရှင်နေသေးတာကိုဖြောဖြောရွှင်ရွှင်နဲ့အတီးပြုတ်လိုက်ကြတာပေါ့သူတို့အမိုးပေါက်ကိုဖွင့်ပြီးအပြင်ထွက်ကြည့်လိုက်တဲ့အခါမှာတော့လှိုင်းတွေကရေငုပ်တင်မောကိုပျက်စီးနေတဲ့မြို့တစ်မြို့ပေါ်မှာချထားတာကိုတွေးလိုက်ရတာမို့လို့သူတို့အတွက်အသက်ရှင်သန်ဖို့နဲ့ပြန်လဲတိဆောက်ဖို့မျှော်လင့်ချက်တွေရှိလာပါတော့တယ်